လေးငယ်လေးတွေဖျားတိုင်းစိုးရိမ်စရာမဟုတ်ပေမဲ့အဖျား3ရက်ကျော်လုံးမှမသက်သာဘူးဆိုလို့ရှိရင်တော့ဘာတွေသတိထားစောင့်ကြည့်ရမလဲဆိုတာကိုသိထားသင့်ပါတယ်။အားကြောင့်မို့လို့ဒီနေ့မှာတော့ကလေးငယ်တွေမှာပေါ့နော်အဖျားရက်ကြာရှိလို့ရှိရင်ဘာတွေလုပ်ရမလဲဘာတွေသတိထားစောင့်ကြည့်ရမလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ရှုပေးကြပါအောင်နော်။အားလုံးပဲမင်္ဂလာပါကျွန်မတော့ကလေးတူကူဆရာဒေါက်တာလွယ်မှာကလေးကျမရေးဗီဒီယိုတွေကိုဒီ Happy Kids ရဲ့ Facebook, TikTok နဲ့ YouTube Channel တွေကနေမျှဝေပေးလျက်ရှိပါတယ်ပုံမှန်အားဖြင့်ကလေးငယ်တွေမှာရိုးရိုးဖျားတယ်ဆိုလို့ရှိရင်အဖျား3ရက်နဲ့4ရက်လောက်မှဆိုလို့ရှိရင်ပေါ့နော်ပျောက်သွားတတ်တယ်ပေါ့နော်ဒါကကြတော့ရိုးရိုးအေးမိနှာစီးပြီးတော့ virus ပိုးကြောင့်ဖျားတာပေါ့နော်တကယ်လို့မှ3ရက်ကျော်လို့မှမသက်သာဘူးဆိုလို့ရှိရင်တော့တခြားယောဂါတွေများဖြစ်နေမလားဆိုပြီးတော့စောင့်ကြည့်ဖို့လိုအပ်ပါတယ်တခြားယောဂါတွေအနေနဲ့ဆိုလို့ရှိရင်တော့ဒီဘက်တီးရီးယားပိုးကြောင့်ဖျားတာရှိမယ်ပြီးတော့ဒီကလေးငယ်တွေမှာပေါ့နော်ကိုယ်ခံအားစနစ်ကမကောင်းတာဒါမှမဟုတ်လို့ရှိရင်ငကိုယောဂအခန့်ကြောင့်ပေါ့နော်အဖျားရက်ကြာရှည်နေတာမျိုးလည်းဖြစ်နိုင်တယ်ပြီးတော့ကင်ဆာယောဂဝေဒနာခံစားနေရတဲ့ကလေးတွေနောက်တစ်ခုကဒီ auto immune လို့ခေါ်တဲ့ကိုယ်ခံအားစနစ်ကပေါ့နော်မှားယွင်းပြီးတော့တိုက်ထုတ်တဲ့ယောဂတွေဒီလိုယောဂမျိုးတွေမှာဆိုလို့ရှိရင်အဖျားရက်ကြာရှည်တတ်ပါတယ်ပြီးတော့ကလေးငယ်တွေဖျားလို့ရှိရင်ပေါ့နော်ဘာတွေသတိထားစောင့်ကြည့်ရမလဲဆိုလို့ရှိရင်တော့ကလေးဖျားတာကဘယ်နှစ်ရက်ရှိပြီလဲဘယ်နေ့ကစဖျားလဲဆိုတာကိုသိချသိပြီးတော့ပေါ့နော်သိချမှတ်ထားတင်ပါတယ်ဒီတော့ဖျားလို့ရှိရင်လည်းဒီဖျားတာကတစ်နေ့လုံးဖျားနေတာလားငွေပဲဖျားတာလားဖျားအရန်ကြီးနေလားပြီးတော့အဖျားကတက်လိုက်ကြလိုက်ဖြစ်နေလားပြီးတော့ညနေခင်းမှာဖျားတာလားဒါတွေကိုလည်းသတိထားစောင့်ကြည့်တင်တယ်ပြီးတော့ကလေးကမှိန်းနေလားဒါမှမဟုတ်ကနာမငြိမ်ဖြစ်နေလားအစားအသောက်ဝင်လားအစားအသောက်ပြတ်နေလားပြီးတော့ရေဓာတ်ခံချောက်တဲ့လက္ခဏာတွေရှိနေလားအစာကောအရေကောဝင်လားပေါ့နော်ပြီးတော့ဝန်းသွားနေတာဝန်းပြတ်နေတာဝန်းလျှောဝန်းပြတ်ဖြစ်နေတာပြီးတော့အသက်ရှူအားကျက်နေလားပုံမှန်ပဲလားပေါ့နော်ပြီးတော့ခနာကိုယ်မှာလည်းဒီဖြီလို့ရှင်ပြောက်တဲ့နီးစက်တွေညာပေါ်နေလားပေါ့နော်ဒီလိုမျိုးအရာတွေကိုသေချာသတိထားပြီးတော့စောင့်ကြည့်သင့်ပါတယ်အထူးသဖြင့်အဖျား3ရက်ကျော်လို့မှမသက်သာဘူးဆိုလို့ရှိရင်ဒီလက္ခဏာတွေကိုကိုကသတိထားပြီးတော့စောင့်ကြည့်ပေးသင့်တယ်ပြီးတော့ဘလို့အချိန်မှာဆရာဝန်နဲ့ကြားသားသင့်တယ်ဆိုလို့ရှိရင်တော့အဖျား3ရက်ကျော်လို့မှမသက်သာဘူးဆိုလို့ရှိရင်ပြသင့်တယ်ပြီးတော့ကလေးအဖျားတာပေါ့နော်အဖျားအရန်ကြီးနေမယ်104 degree Fahrenheit ဒါမှမဟုတ်လို့ရှိရင်40 degree ပေါ့နော်centigrade ကျော်အဲ့လိုမျိုးအဖျားအရန်ကြီးနေမယ်ပေါ့နော်ဒါမျိုးဆိုလို့ရှိရင်လည်းကြာတင်တယ်ပြီးတော့ကလေးကအစားသောက်ဝင်မှုရေဓာတ်ခံချောက်တဲ့လက္ခဏာတွေရှိနေမယ်အစာကောအရေကောမဝင်ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နေမယ်ပြီးတော့မှိန်းနေတာပြီးတော့တစ်နေ့လုံးပေါ့နော်မှိန်းပြီးတော့လန်းလန်းဆန်းဆန်းလုံးဝမရှိဘူးဒါမှမဟုတ်လို့ရှိရင်ကလေးကအရန်